တောင်းခွဲပဲရောတာတိပြီလားပြောပေးအောင်နော်မတိသေးရင်လည်းတငယ်ချင်းတွေကိုလက်တို့ပေးအောင်တုံးပြောပြမယ်ဒီငကတ်တွေဆိုရင်သူကပန်းမွင့်လေးတွေအသေးလေးတွေကျယ်လေးတွေဘောလုံးလေးတွေနဖူးလေးတွေအစုံရှိတယ်လာကြည့်နော်အဲ့တော့တရန်ကိုမှသူက4သိန်းကျော်5သိန်း6သိန်း9သိန်းဒီဇိုင်းစုံပေါ့နော်တုံးကတက်သိန်းမှာ3000ဆိုတော့တက်တောင်းခွဲပဲရောမယ်5သိန်းမှာโอ้အရှမ်းမိုက်တယ်ဟုတ်ပြီနော်အဲ့တော့ပပလေးပဲကြိုက်ပါတယ်တဲ့မမတို့ကနဆွဲရင်မကြိုက်ဘူးနဖူးလေးတွေနကက်လေးတွေပန်းမွင့်လေးတွေသမီးလေးတွေအတွက်မိမိလေးတွေအတွက်အဲ့လိုလေးဆိုရင်တော့ဒါလေးယူပါရှင့်ဒါလေးကိုတို့ကပြောပြတာပါအဲ့တော့နီးစက်ရဆိုင်နေမှာစိတ်တိုင်းကြလာရောက်ကြည့်ရှုဝယ်ယူပါလို့တို့ကပြော surprise နဲ့ပေးမယ်စိတ်ဆွဲသီး3လုံးလာပါပြီ तू က drink ကချပုံစံလေးသိလားအနီးကတေချာကြည့်ပေးအောင်တော်မိုက်တယ်55သိန်းရယ်65သိန်း55ကြောင့်အသေးဆိုင်လေး65သိန်းက2ပုံပေါ့နော်အားလုံး3ပုံရရှိမှာဖြစ်ပါတယ်ရှင့်အဓိကကလေတို့တို့စီမှာလေစိန်တွေကဘယ်လိုရောင်းတာလဲဆိုကိုယ့်တဲ့တွေနော်စိတ်ခရောက်ပြီရှင်အရင်တော့ဆိုမန်လေးသူတွေကရွှေမရွှေအခုစိတ်နေဝင်နေကြပြီသိလားအဲ့ဒါပြောပေးတာတို့အခုမန်လေးဆိုင်ရောက်တုံးလေးဗီဒီယိုရိုက်ပေးတာပါလုံးဝ surprise amazing ဈေးနဲ့ပေးမှာပါအဲ့တော့ကိုယ့်တဲ့အခုတည်းကဝယ်ထားနောက်ပိုင်းဆိုကိုကပြန်ပြီးတော့ပြန်ရောက်နေမမလေးဆိုလဲမျိုးမြက်အမျက်တွေမြက်အောင်ပါဒါလေးကိုလာပြောပေးတာပါဝင်လဲဝေးရတယ်အမျက်တွေလည်းရမယ်ဆိုတော့မိုးပြောစရာကြီးပါရှင့်ဟုတ်ကဲ့ပါအဲ့တော့ comment ထဲမှာလည်းဒုံတို့ရွှေနန်းဒုက္ခဒီ6လပိုင်းမှာ surprise အကြီးအကျယ်အစီအစဉ်တစ်ခုရှိပါတယ်တစ်ချက် comment လေးမှန်ခဲ့ပေးပါအောင်အဲ့ထကနေပြီးတော့မှန်တဲ့ comment လေးတွေကိုတို့ငွေသား surprise ပေးတော့ပါမယ်ရှင်ဟုတ်ကဲ့ပါအနိကကြည့်ပေးပါဒါလေးကတော့တော်တော်ကြီးကိုလာတယ် drink ကချာဒီဇိုင်းလေးပါသူကစိန်ဆွဲသီးလေးကိုမှအောက်ကတွဲလေးတွေအဲ့ဒီတွဲလေးတွေပြုတ်မှလုံးဝမစိုးရိမ်နဲ့နော်လုံးဝမပြုတ်ထွက်ပါဘူးရှင်ဒါလေးကိုတို့လာပြောပြတာပါဒါကတော့ surprise ဈေးအထူးဈေးနဲ့ပေးတာအဲ့တော့စဝယ်ရလဲတက်တာတယ်နောက်ပိုင်းကိုကအကြိုက်ဝတ်ပြီးတော့မှပြန်ရောင်းနေဆိုရင်လေ6လအတွင်းရောင်းရင်တက်သိန်းမှာ3000ဟိုး3000ငွေ3000 10သိန်းမှငွေ3000အဓိကပြောချင်တာတေချာနားထောင်ပေးအောင်နော်ဘာလဲဆိုတော့ဒီ55သိန်းနဲ့လေးကတဲတို့ကလေ6လအတွင်းငွေလေးလို့ပြန်ရောင်းမယ်ဆိုမှတက်သိန်း6500ပဲရောတာအရမ်းမိုက်တယ်နော်အဲ့တော့65သိန်းနဲ့လေးကပြန်ပြီးတော့ရောင်းမှတက်သိန်း9500ပဲရောတယ်ဟုတ်လားဟောအဲ့လိုကြီးလားဟုတ်တယ်အဲ့လိုကြီးကိုလုတ်ပေးနေတာပါပြီးလဲဝင့်မယ်ဆိုရင်တဲတို့ကဒီ55သိန်းနဲ့ကနေ80တန်လဲ80တန်လဲတဲတို့55သိန်းက55သိန်းနိုင်မယ်တစ်ချက်မှမရောဘူးလဲဝတ်သွားမယ်ဆိုရင်ဒါလေးကိုတေချာလိုက်ပြီအဲ့တော့တဘောက80တန်နဲ့ပြန်လဲမယ်55သိန်းဆိုရင်တဲတို့ကဘယ်လောက်လဲအဲ့ဒါ15သိန်းပဲလိုက်ရမှာပေါ့နော်15သိန်းပဲထပ်လိုက်ပြီးတော့လဲဝေးရမှာဖြစ်ပါတယ်ရှင့်ဒါလေးကိုစိန်အခြေလက်စွပ်ပဲဝစ်ချင်တဲ့ကိုယ်တင်လုံးတွေအတွက်ကဒီဇိုင်း3မျိုးပြမှာဖြစ်ပါတယ်သူက4000ရဲ့အဝိုင်းရဲ့ဆိုပြီးတော့ရှိတယ်အုံမြင့်မြင့်လေးအုံကပုံမှန် size လေးရဲ့ဆိုပြီးတော့ရှိပါတယ်ရှင့်ဈေးလေးတွေကကြတော့20ရဲ့25ရဲ့35ရဲ့ဖြစ်ပါတယ်အဲ့တော့20ကကြတော့6000ပဲရော့မယ်25ကကြတော့ဆိုတော့ဟိုက9000ပဲရော့မယ်35ကကြတော့ဟိုက9000ဟိုကကြတော့3,500ပဲရောမှာဖြစ်ပါတယ်ရှင်နော်ဒါလေးကိုပြောချင်တာဖြစ်ပါတယ်အဲ့တော့20တန်လေးကိုတဲ့ရအကြိုက်ဝတ်ပြီးတော့မှပြန်ရောက်မယ်ဆိုရင်6000ပဲရောတယ်25တန်လေးကိုအကြိုက်ဝတ်ပြီးမှပြန်ရောက်မယ်ဆို9000ပဲရောမယ်35သိန်းတန်လေးကိုအကြိုက်ဝတ်ပြီးပြန်ရောက်မယ်ဆို3,500ပဲရောတယ်အဲ့တော့စိတ်ခေးရောက်ပြီးအခြေလက်စွပ်တွေနဲ့ခြေချပလိုက်တော့ဒီဇိုင်း3မျိုးရမှာဖြစ်ပါတယ်ရှင်ဒါတုံးရဲ့ light တွေမှာအလူရက်ဝယ်ရတဲ့စိန်လက်စွပ်တွေဖြစ်ပါတယ်အခြေလက်စွပ်တွေကို20 25 35ဘာကွာလဲရွှေချင်းကွာတယ်စိန်ပါဝင်မှုကွာတယ် size လေးတွေကွာတယ်ပြက်လေးတွေကွာသွားပါတယ်ဒါလေးကိုပြောပြရပါ20 25 35ဖြစ်ပါတယ်ရှင်အခြေလက်စွပ်တွေဒီဇိုင်းစုံလေးကိုခြေချပလိုက်တော့ကိုသေးတို့ရေတော်တော်ပွားနိုင်မှာကြည့်ပါဦးနော်ဒီဆုံးပိန်သွားတာရှင်မုန်းနဲ့ဟုတ်နေရောကဲအရမ်းမိုက်တယ်နော်အဲ့တော့ကိုသေးတွေဒီဇိုင်း3မျိုးက20တန်ကြိုက်လား25တန်ကြိုက်လား35တန်ကြိုက်လားပြောပြီးတော့အကုန်လှတယ်ဝတ်ချပလိုက်တော့30တန်စိန်လို့ဆိုတကွေးမှာ6000ပဲရောပြီးဒါပေမဲ့6လပြည့်လုံးဝမရှုံးဘူးနှစ်ကြာတာနဲ့နှစ်အလိုက်လဲရောင်ထက်စင်ထာဝရဇာဘွားအမျက်တွေရကျင်နေဆိုတော့ရွှေနန်းဒုက္ခစိန်တွေဝတ်ပြီးတော့ခြေချပလိုက်တော့ဟုတ်ပြီနော်စိန်ခေရောက်ပြီရှင့်